အမေရိကန်နဲ့အီရန်ကသူတို့ဆွေးနွေးပွဲနျူကလ িয়ার နဲ့ပတ်သက်လို့ဆွေးနွေးပွဲအခုလာမဲ့တောက်ကြနေ့ဖေဖော်ဝါရီလ6ရက်နေ့ဆိုဆွေးနွေးပွဲလုပ်ကြအဲ့ဒီဆွေးနွေးပွဲမလုပ်ခင်မှာမနေ့ကပြဿနာတစ်ခုစဖြစ်တယ်အဲ့ဒီပြဿနာကဘာလဲဆိုတော့အီရန်နိုင်ငံကပြဿနာသွားရှာလာလို့တော့ပြောရမလို့ဖြစ်ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့အင်္ဂါနေ့ကမနေ့ကဖေဖော်ဝါရီလ3ရက်နေ့မနေ့စောစောပိုင်းမှာဒီဆွေးနွေးပွဲပြုလုပ်တော့မယ်ဆိုလို့အမေရိကန်ကသူတို့ရဲ့ဒီလေဒီသမော USS Abraham Lincoln အဲ့သမောကြီးကိုဒီအီရန်ကမ်းခြေနားကနေပြီးတော့ပြန်လဲခွာပြီးထွက်ခွာသွားကြတယ်အဲ့ထွက်ခွာသွားတဲ့ခါအီရန်ကမ်းခြေနားကနေစွန့်ခွာထွက်ခွာသွားတဲ့ဒီလေဒီသမောကြီးဟာအပြည်ပြည်ဆိုင်ရာရေပိုင်တဲ့ထက်မှာသူကခုတ်ပေါင်းနေအဲ့ဒီအပြည်ပြည်ဆိုင်ရာရေပိုင်တဲ့ကလည်းအာရေဗျပင်လယ်ပြင်ထဲမှာခုတ်ပေါင်းနေတာဖြစ်တယ်အဲ့ခုတ်ပေါင်းနေတဲ့အချိန်မှာအဲ့ဒီလေဒီသမောကြီးရဲ့နောက်ကိုအီရန်နိုင်ငံရဲ့ drone တစ်စင်းကနောက်ကနေလိုက်လာတွေ့ရှိရတယ်ခုတ်ပေါင်းလာတာကလည်းအီရန်ကမ်းရိုးတန်းကနေပြီးတော့ကမ်းခြေကနေဆိုမိုင်900လောက်အကွာအဝေးကိုရောက်နေဖြစ်ပါတယ်ဒါအပြည်ပြည်ဆိုင်ရာရေပိုင်တဲ့ကိုရောက်သွားပြီဖြစ်ပါတယ်ဆိုတော့အဲ့နောက်ကိုအီရန်နိုင်ငံရဲ့ drone ကနောက်ကထောက်လျှောက်လိုက်အမေရိကန်ရေတပ်ကလည်းပဲဒီပြဿနာတွေဖြစ်လာမှာဆိုပြီးတော့သူကလည်းကိုယ့်ပတ်ရှောင်ပြီးမောင်းနေတဲ့ကြားကလည်းကိုယ့်ပတ်နေတဲ့ကြားကိုနောက်ကကိုသူကလိုက်နေတဲ့အတွက်နောက်ဆုံးဒီကပတိန်ကသူ့အနေနဲ့ဆုံးဖြတ်ချက်ချရတာပေါ့ဗျာအဲ့ဒီခါမှာဘာလို့ရလဲဆိုလေနေသမောပေါ်မှာပါလာတဲ့ F-35C တိုက်လေယာဉ်ကြီးကိုအသုံးပြုပြီးတော့ဒီ drone တော့ကိုပစ်ခတ်ဖို့အမိန့်ပေးလိုက်အဲ့ခါမှာအဲ့တိုက်လေယာဉ်ဟာ F-35C တိုက်လေယာဉ်ဟာချက်ချင်းအင်ဂျင်နှိုးပြီးကောင်းကင်အောင်ချက်ချင်းတက်သွားတယ်တက်သွားပြီးတော့ဒီ drone ကိုပစ်ချခဲ့တာပစ်ချလိုက်ပြီးတော့ဒီ drone ကိုစစ်ဆေးကြည့်လိုက်တဲ့အခါအဲ့ drone ဟာဘာလဲဆိုတော့ဒီ drone ဟာအကြီးသားဖြစ်နေပြီးတော့ဘုံသီးတွေရောဒါမှမဟုတ်လေပဲ့ထိန်ဒုံးကြီးတွေပါတက်ဆင်လို့ရတယ် drone အမျိုးအစားဖြစ်နေတော့တွေ့ရတယ်အကွာအဝေးအပြည့်ဆိုရင်မိုင်ပေါင်း1560လောက်ထိတောင်ပြတ်သားနိုင်တဲ့ drone မျိုးဖြစ်ပြီးတော့တနာယူလဲတနာအယူကို115မိုင်လောက်အထိအမြန်နှုန်းနဲ့ပြတ်သားနိုင်တဲ့ drone မျိုးဖြစ်တယ်ပြီးတော့ drone အမျိုးအစားကထောက်လိုင်း drone အမျိုးအစားဖြစ်တယ်လို့လည်းသိရှိရတယ်ဒီပညာနဲ့ပတ်သက်လာရင်ဒီ drone ပညာနဲ့ပတ်သက်လာရင်အီရန်နိုင်ငံကဒီပညာတော်တော်မြင့်မြတ်မားမားကိုသူကထုတ်လုပ်နိုင်တဲ့အနေအထားမျိုးရှိအမေရိကန်တွေတက်တည်ဘယ်နားမှာရှိတယ်ဆိုတာကိုသူတို့ကဖြတ်ချက်ထားတယ်ဆိုတဲ့အကြောင်းလေ့လာဖို့စုံစမ်းဖို့ဒီ ထွက်လက်တာမျိုးလည်းဖြစ်နိုင်တယ်လို့အမေရိကန်စစ်တပ်ကိုလည်းဒီလို drone တွေလွှတ်ပြီးပေါ့နော်စမ်းသပ်ပြီးတော့သူတို့ဒီစစ်ရေးမှာဘာလုပ်နိုင်လဲဆိုတာမျိုးစမ်းသပ်တာမျိုးလည်းဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုကြတယ်အမေရိကန်ကလည်းသူတို့ရဲ့ကာကွယ်ရေးအရာသူတို့စစ်တပ်ကကာကွယ်ရေးအရာဒီစစ်သမောတွေနောက်ကိုတခြားပဲရာဝတ္ထုတွေပဲလာရောက်ကတ်လာတာပဲဖြစ်ဖြစ်ချိန်ကြောက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်လာပြီဆိုရင်ချက်ချင်းလက်တော့ပြန်ဖို့ဆိုတဲ့ဘူဝါဒကသူတို့မှာငကိုတည်းကရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်အခုလိုပြစ်ချရတာဖြစ်တယ်လို့ဒီကပတိန်ကပြန်လည်ထုတ်ပေါ်ပြောကြားတာတွေ့ရှိရအဲ့လိုဖြစ်ပြီးတော့အီရန်နိုင်ငံဘက်ကဘာထုတ်ပြန်ကြေညာခဲ့လဲဆိုတော့ဒီအာရေဗျပင်လယ်ပြင်မှာအီရန်ဘက်ကထောက်လိုင်းရေးနဲ့စောင့်ကြည့်ရေးအတွက်ဒီ mission ကိုတစ်ခုအများအားပြုလုပ်နေတာပဲဖြစ်တယ်သဘောကတော့အမေရိကန်ဒီရေတပ်သမောတွေဘာလုပ်နေလဲဆိုတာစောင့်ကြည့်ဖို့အတွက်အစောပိုင်းတွေကသူတို့ဒီစောင့်ကြည့်ရေး mission ပေါ့နော်ထောက်လိုင်းရေး mission အစိုးရပြုလုပ်ထားတာရှိတယ်လို့သိရတယ်အဲ့လိုပြုလုပ်နေတဲ့အချိန်မှာ drone တစ်စင်းဟာထိချုပ်မှုအဆက်အသွယ်ပြတ်သွားပြီးတော့ဘယ်ရောက်သွားလဲဆိုတာသူတို့မသိဘူးဖြစ်တယ်လို့သူကထုတ်ပေါ်ပြောကြားခဲ့တယ်အဲ့ထုတ်ပေါ်ပြောကြားခဲ့တဲ့သတင်းဌာနကလည်းအီရန်နိုင်ငံရဲ့ဒီနိုင်ငံပိုင်သတင်းဌာနကထုတ်ပြန်ခဲ့တယ်လို့သိရှိရတယ်အဲ့ဒီဖြစ်စဉ် drone ကိုပစ်ချလိုက်တဲ့ဖြစ်စဉ်လည်းဖြစ်ပြီးသိမကြခင်နိုင်ပိုင်းမှာပဲပြဿနာတစ်ခုကထပ်ဖြစ်လာခဲ့တယ်အဲ့ဒါကတော့ဘာလဲဆိုတော့ Hormuz ရေလက်ကြားထဲမှာရှိတဲ့အပြည်ပြည်ဆိုင်ရာဒီရေပိုင်တဲ့ထဲမှာခုတ်ပေါင်းသွားလာနေတဲ့အမေရိကန်အလံတင်ထားတဲ့အမေရိကန်သမောသားတွေလည်းပါတဲ့ဒီအရက်ဖက်ဆိုင်ရာကုန်တင်သမောရေနံတင်သမောအဲ့ဒီသမောတစ်စီးကိုအနောက်ကနေပြီးတော့အီရန်အလံလွှတ်ထူထားတဲ့စပိတ်ဘုတ်နှစ်စင်းကနောက်ကနေအတင်းလိုက်လာအဲ့စပိတ်ဘုတ်ပေါ်မှာလေစက်တနက်တွေတက်ဆင်ထားတယ်လို့သိရတယ်အဲ့စပိတ်ဘုတ်ကနောက်ကနေအချိန်နဲ့လိုက်လာပြီးတော့ဒီအမေရိကန်အလံတင်ထားတဲ့ကုန်တင်ရေနံတင်သမောပေါ့နော်အဲ့သမောနာကို3ချိန်လောက်အထိရှင်းကပ်ခဲ့တယ်လို့သိရတယ်ပြီးတော့လည်းပဲအဲ့ဒီရေနံတင်သမောပေါ်ကနေပြီးတော့ drone တစ်စင်းကလည်းပတ်ပြီးတော့ပြန်တန်းနေတယ်လို့လည်းဒီသမောရဲ့ကပတိန်ကထုတ်ပေါ်ပြောကြားခဲ့တယ်အဲ့ပြီးတော့သမောကိုရပ်ဖို့ဆိုပြီးအဲ့ speed boat ကနေပြီးတော့ဒီသူတို့စစ်ဆေးဖို့တွေရှိပါတယ်ပေါ့နော်ရပ်ပေးပါဆိုပြီးတော့ဒီ radio ကနေပြီးတော့လှမ်းပြီးတော့ဆက်သွယ်ရေးဆက်နဲ့လှမ်းပြီးအကြောင်းကြားတယ်
အဲ့လိုလမ်းကြောင်းကြတဲ့အခါကပရင်ကရေနံတင်သဘောရဲ့ကပရင်ကရက်မပြီးပဲနဲ့ကွက်ပတ်မောင်းနေပြီးတော့ဒီအဲ့ဒီအနီးအနားမှာပေါ့နော်အီရန်ရဲ့မလှမ်းမကန့်နားမှာလှုပ်ရှားမှုပြုလုပ်နေတဲ့အမေရိကန်ရေတပ်ကိုလှမ်းကြောင်းကြားလိုက်အမေရိကန်ရေတပ်ကလည်းချက်ချင်းကြားတာနဲ့ချက်ချင်းကိုဆိုသလိုပဲအမေရိကန်ဖြတ်သမောတစ်စီးရဲ့တိုက်လီငင်နေချက်ချင်းထပြန်လာပြီးတော့ဒီရေနံတင်သဘောနားမှာချက်ချင်းရောက်ရှိလာတဲ့အချိန်မှာအဲ့ဆိုတော့ဗျာအီရန်စပီဘုတ်သမောနှစ်စီးဟာတိုက်ခိုက်ရေးသမောနှစ်စီးဟာဒီစစ်တီတွေပေါ့နော်အီရန်စစ်တီတွေပါတဲ့တိုက်ခိုက်ရေးသမောနှစ်စီးဟာချက်ချင်းကိုထွက်ခွာသွားလို့ပြဿနာကြီးမားမားမဖြစ်ခဲ့ဘူးလို့သိရတယ်ပြီးတော့အမေရိကန်ရဲ့ဖြတ်သမောတစ်စီးရဲ့နောက်ပြီးတော့တိုက်လီရင်နေတဲ့ဘေးရချန်ပေးပြီးတော့အဲ့ရေနံတင်သမောဘေးကင်းတဲ့နေရာရောက်တဲ့ဒီလိုက်ပို့ဆောင်ပြီးခဲ့တဲ့အတွက်ပြဿနာဘာမှမဖြစ်ခဲ့ဘူးလို့သိရှိရတယ်ဆိုတော့ဆွေးနွေးပွဲကမကြခင်မှာပြုလုပ်တော့အဲ့လိုပြုလုပ်ခံပြီးကြမှာအဲ့ပြဿနာအစဖြစ်လာတော့ဆွေးနွေးပွဲကိုများအနှောက်အယှက်များဖြစ်မလားဆိုတာကတော့နည်းနည်းစိုးရိမ်နေရတော့ရှိရပေါ့နော်ပြီးတော့အိမ်ပြည်တော်ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ပုံကိုယ်တူကဘာပြောလဲဆိုတော့အခုလာမယ့်အပတ်အတွင်းတော့မှာတဲ့ကျွန်တော်တို့တွေပေါ့နော်ဒီအီရန်နဲ့အမေရိကန်နဲ့ဆွေးနွေးပွဲတစ်ခုပြုလုပ်ဖို့ရှိတယ်လို့သိရတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းတန်တမာရေးကိုဦးစားပေးပြီးဆွေးနွေးဖို့သူကလည်းညွှန်ကြားထားတာရှိတယ်တဲ့ဒါပေမဲ့ရွေးချယ်စရာတွေကတော့များစွာရှိပါတယ်တဲ့အဲရွေးချယ်စရာတွေထဲမှာစစ်ရေးအင်အားသုံးပြီးတော့တိုက်ခိုက်ရမယ်ရွေးချယ်မှုမျိုးလည်းပါဝင်တယ်လို့ဒီအိမ်ဗျူတော်ကပြောရေးဆိုခွင့်ရှိသူကထုတ်ဖော်ပြောကြားခဲ့တယ်အခုလာမယ့်တောက်ကြနေ့ဖေဖော်ဝါရီလ6ရက်နေ့ဆိုရင်ဒီတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာအမေရိကန်နဲ့အီရန်နဲ့ဒီနျူကလ িয়ার နဲ့ပတ်သက်ပြီးဆွေးနွေးဖို့ရှိတယ်လို့သိရတယ်ဒီအမေရိကန်သမ္မတဒေါ်နယ်ထရန့်စောစောပိုင်းကအီရန်နိုင်ငံကိုနျူကလ িয়ার နဲ့ပတ်သက်ပြီးလာရောက်ဆွေးနွေးဖို့ပြောထားတယ်။အဲလိုမဆွေးနွေးဘူးဆိုရင်ဒီစစ်ရေးအရေးယူတော့မယ်ဆိုတဲ့ချိတ်ချောက်ထားတာတွေလည်းရှိတာဟုတ်။အဲ့တော့အီရန်နိုင်ငံကဆွေးနွေးမယ်ဆိုပြီးတော့အခုသဘောတူထားတာရှိတယ်။အဲ့ဆွေးနွေးဖို့သဘောတူထားတဲ့နေရာလည်းတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာဆွေးနွေးဖို့သဘောတူထားတာရှိတယ်။အဲ့ဒီဆွေးနွေးပွဲကိုအီရန်နိုင်ငံယာယီဝန်ကြီးနဲ့အမေရိကန်ရဲ့အထူးကိုယ်စားလှယ်တက်ရောက်မယ်လို့လည်းသိရှိရတယ်။ပြီးတော့အီဂျစ်နိုင်ငံအိုမန်ပါကစ္စတန်ကာတာဆော်ဒီနဲ့ UAE နိုင်ငံကနိုင်ငံယာယီဝန်ကြီးတွေကိုလည်းဒီအစည်းအဝေးပွဲကိုဆွေးနွေးပွဲကိုတက်ရောက်ဖို့ဖိတ်ခေါ်ထားတယ်လို့သိရတယ်။ဒါပေမဲ့အဲ့ဒီဆွေးနွေးပွဲကိုဒီအခုလာမဲ့ဖေဖော်ဝါရီလ6ရက်နေ့မှာဆွေးနွေးမဲ့ဆွေးနွေးပွဲကိုအီရန်နိုင်ငံဘက်ကနေရာပြောင်းပေးဖို့ဒီနေရာမှာမလုပ်ဖို့သူတို့ကတောင်းဆိုထားတာရှိတယ်။သူတို့အနေနဲ့တခြားနေရာမှာလုပ်ချင်တယ်ပေါ့ဗျာ။ဒီတူရကီနိုင်ငံအစ္စတန်ဘူမြို့မှာဆွေးနွေးပွဲမလုပ်ချင်ဘူးလို့ပြောဆိုအကြောင်းပြထားတာရှိတယ်။ဆိုတော့သူတို့အနေနဲ့တောင်းဆိုထားတဲ့နေရာကတော့အိုမန်နိုင်ငံမှာဆွေးနွေးချင်တယ်လို့တောင်းဆိုထားတယ်။အဲ့ဒါကိုလည်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရတယ်ပေါ့နော်။ဒီအိုမန်နိုင်ငံမှာသူတို့ဆွေးနွေးမယ်ဆိုပြီးသူတို့ကလည်းသဘောတူထားတယ်ပေါ့။ဒါပေမဲ့ဒီအီရန်နိုင်ငံကဘာပြောသေးလဲဆိုတော့ဒီဆွေးနွေးပွဲကိုဖိတ်ကြားထားတဲ့တခြားနိုင်ငံတွေကနိုင်ငံပေါင်းစုကဒီနိုင်ငံယာယီဝန်ကြီးတွေကိုဖိတ်ချထားတဲ့နေရာမှာတချို့နိုင်ငံတွေကိုမဖိတ်ဖို့ချန်လှပ်ထားဖို့အီရန်နိုင်ငံဘက်ကတောင်းဆိုထားတာရှိသလိုဆွေးနွေးပွဲမှာလည်းနျူကလ িয়ার ကိစ္စကိုပဲဆွေးနွေးဖို့သူကပြောဆိုထားတာရှိ။ဘာဖြစ်လို့ဒီနျူကလ িয়ার ကိစ္စကိုပဲဆွေးနွေးဖို့ပြောဆိုထားလဲဆိုတော့အရင်တုန်းကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီအီရန်ခေါင်းဆောင်ကြီးခမနီအများဆုံးနိုင်ငံတွေကထွက်ခွာသွားဖို့ရာဇသံပေးထားတာမျိုးတွေရှိတာဟုတ်။ဆိုတော့အဲ့လိုမျိုးရာဇသံအမိတ်ပေးတာမျိုးတွေမပြုလုပ်ဖို့ပြီးတော့ဒီအီရန်အစိုးရအပြောင်းလဲလုပ်ဖို့ကိစ္စတွေလာဆွေးနွေးဖို့နောက်ပြီးတော့ရေနံကိစ္စတွေဆွေးနွေးတာလို့ပြီးတော့နောက်ဆုံးဒီအီရန်နိုင်ငံကဒုံးကျည်အများပြားထုတ်တဲ့နိုင်ငံကိုအဲ့တော့ဒုံးကျည်တွေထုတ်တဲ့ကိစ္စတွေမှာကန့်သတ်ဖို့ဒါတွေလာမဆွေးနွေးဖို့ဆွေးနွေးခြင်းနျူကလ িয়ার ကိစ္စတစ်ခုပဲဆွေးနွေးဖို့ဒါကိုအစောကြီးကသူကဒီအချက်တွေတခါလေကြိုပြောထားပြီးဖြစ်တယ်လို့သိရှိရတယ်ဆိုတော့ဆွေးနွေးပွဲကတော့အခုလာမဲ့6ရက်နေ့မှာဒီအိုမန်နိုင်ငံမှာဆွေးနွေးဖို့များတယ်ဆွေးနွေးပွဲအောင်မြင်မှာမအောင်မြင်ဘူးဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်တယ်စောစောရက်ပိုင်းကဆိုတော့ဒီနေ့ပေါ့ဗျာဒီနေ့ဖေဖော်ဝါရီလ4ရက်နေ့မှာဒီယူကရိန်းရဲ့အမေရိကန်ရဲ့ဒီရုရှားရဲ့ကတို့ဆွေးနွေးပွဲရှိဒီနေ့အဲဆွေးနွေးပွဲကရှိတယ်မနေ့ကရုရှားကယူကရိန်းကိုဒုံးကျည်ရောဒရုန်းတွေရောဝင်ကျိတ်လိုက်တာတော်တော်လေးကိုအထိနာသွားတယ်ပေါ့ဗျာနိုင်ငံကလည်းယူကရိန်းနိုင်ငံလည်းအခုအချိန်ကအေးခဲနေတဲ့အချိန်ကြီး -20 degree centigrade တောင်ရှိတယ်လို့အရန်အေးနေတဲ့အနေအထားမျိုးရှိနေတဲ့အချိန်မှာလျှက်စစ်ပြီးရလည်းမရဒီလိုဘုံတန်လည်းခံရတော့ယူကရိန်းပြည်သူတွေတော်တော်လေးဒုက္ခရောက်တယ်ဆိုတဲ့သတင်းတက်လာတာလည်းတွေ့ဆိုတော့ဆွေးနွေးပွဲသာလုပ်နေတာသူတို့ကတယောက်နဲ့တယောက်အလျှော့မပေးဘူးချမယ်ဆိုတာကြီးပဲဆိုတော့အခုလည်းအီရန်နဲ့အမေရိကန်မှာအီရန်ကသွားပြီးတော့သွေးတိုးတော်ဆန်းနေတယ်ဆွေးနွေးပွဲကိုရှေ့မှာလာဆွေးနွေးဖို့သာရှိတယ်သွေးတိုးတော်ဆန်းနေတဲ့အတွက်ကြောင့်ဒီဆွေးနွေးပွဲကိုပြန်အနှောက်အယှက်များဖြစ်လာနိုင်မလားတော်ကြ Trump စိတ်ကအမျိုးမျိုးတော်ကြတစ်မျိုးဆိုတော့တော်ကြ
မလုပ်ဘူးကွာဆိုဖြစ်သွားပြီးတော့ချမယ်ဆိုတော့ရမလိုအပ်တဲ့ပြည်သူတွေပေါ့ဗျာနောက်ပြီးတော့စစ်သားတွေရဲဘော်တွေအင်ဂျီတွေအများကြီးဖြစ်ပြီးတော့နိုင်ငံအပြည့်အစည်းအများဆုံးဖြစ်သွားမှာကဒီအီရန်နိုင်ငံကဖြစ်မှာအမေရိကန်ဟိုးဝေးမှာဆိုတော့သူကနိုင်ငံတော့ပြက်စရာမရှိဘူးသူစစ်သမောတွေပြက်သွားတာမျိုးရှိတယ်သူစစ်စကန်တွေပြက်သွားတာမျိုးရှိတယ်ဒါပေမဲ့နိုင်ငံနာသွားမှာကအီရန်နိုင်ငံကနာသွားမှာအီရန်နိုင်ငံဘက်ကလည်းနည်းနည်းစဉ်းစားဖို့လိုတယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်အဲ့တော့ဆွေးနွေးပွဲအောင်မြင်ပါသေးလို့ပဲကျွန်တော်ကဆူတောင်းနေပါတယ်ဘာလို့လဲဆိုတော့ကဘာကြီးငြိမ်းချမ်းစီခြင်းလို့ပါအဲ့တော့စောင့်ကြည့်ရမှာပေါ့ဗျာကျွန်တော် channel လေးကြိုက်တယ်ဆိုရင်လည်းဒီ subscribe ပေးပြီးနောက်ကြည့်လို့ရအောင်လူဒီကောင်းကောင်းလေးထားပေးပါဦးအားလုံးကြမ်းပါပြီရန်သူမျိုးကားပါအန်ဒီကပြေးဝေးကြပါလိမ့်ခင်ဗျာ